နေတာလိုက်လာသာလိုက်ကိုဖြစ်မှာချစ်ရသူရဲ့လိုအင်းတွေမဖြေနိုင်စွမ်းလို့ခွဲမင်းဘက်မှာလဲမျက်နှာငယ်ကိုမှလဲမျက်နှာငယ်တို့နှစ်ယောက်ရဲ့ချစ်ခင်